Japan နိုင်ငံမှာကျင်းပခဲ့တဲ့ Miss International 2012ပြိုင်ပွဲမှာ People Choice Award နဲ့ Miss Internet ဆုနှစ်ခုကိုရခဲ့တဲ့ရှမ်းပုတ်တိုင်းရင်းသူနန်းခင်စရာဟာရန်ကုန်မြို့မှာဒီကနေ့သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။ကျွန်တော်တို့ဖွဲ့သားကိုကြီးကတင်ပြထားပါတယ်ခင်ဗျာ။ဂျပန်နိုင်ငံအိုကီနာဝါကျွန်းမှာကျင်းပတဲ့ Miss International 2012နိုင်ငံတကာမဲပြိုင်ပွဲမှာမြန်မာနိုင်ငံကနေအနှစ်90အတွင်းပထမဆုံးဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့နန်းခင်စရာရဲ့သတင်းစာရှင်းလင်းပွဲကိုမြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်းချုပ်မှာဒီကနေ့ပြုလုပ်တာဖြစ်ပါတယ်။ပထမဦးဆုံးနန်းခင်စရာကအဲ့ဒီမဲပြိုင်ပွဲမှာသူရရှိခဲ့တဲ့ဆုတစ်ခုဖြစ်တဲ့ Mix Internet ဆုဆလွယ်ကိုလွယ်ပြီးသတင်းတောက်တွေကိုဓာတ်ပုံရိုက်ခွင့်ပေးခဲ့ပါတယ်။အဲ့ဒီနောက်သတင်းစာရှင်းလင်းပွဲပြုလုပ်ရမှာတော့မြန်မာနိုင်ငံကိုကဘာကသိတာဆိုလို့ဒေါ်အောင်ဆန်းစုကြည်ပဲဖြစ်တယ်လို့သူကပြောခဲ့ပါတယ်။မြန်မာကဘာတိစီချင်စိတ်နဲ့တိုင်တွေ့ပြီးစိတ်ကိုရှော့ထားဆိုတဲ့စိတ်နဲ့ပဲပြန်ခဲ့တယ်။အဲ့ဒီအချိန်မှာ Miss Internet ကို Miss မြန်မာလို့ခေါ်တဲ့အချိန်မှာညီမအောင်နော်အရင်ကြီးကိုမနှက်မတာပါပါတယ်။ဒီပွဲကိုနော်အဓိကကျွန်တော်ပြောချင်တာအတွေ့အကြုံတွေအများကြီးရခဲ့တယ်။ပြီးတော့တလအချိန်ကတလကန့်ပြီးတဲ့အတွက်ကြောင့်လို့မြန်မာနိုင်ငံမှာရှိတဲ့ဒီရှိုးပွဲတွေအတွေ့အကြုံနဲ့ဒီနိုင်ငံခြားမှာရှိတဲ့ပွဲတွေအတွေ့အကြုံအရင်ခွာခြားတာပြရပါတယ်။ကျွန်တော်တို့ရဲ့ security ဘိုင်းရောကျန်းမာရေးရောအစစရအားလုံးပြီးဆိုင်ခဲ့ပါတယ်။ဟိုအမလေးခုနပြောရတဲ့စကားတွေမှာပေါ့နော်ဟိုကြံနေတာလည်းပါတယ်မကြံနေတာလည်းပါလို့ပြောရတယ်။ကြံနေတဲ့စိတ်လည်းရှိတယ်မကြံနေတဲ့စိတ်လည်းရှိလို့ပြောတာ။အဲ့ဒါပတ်သက်ပြီးတော့မကြံနေတဲ့စိတ်ကဘာဖြစ်ရလဲဆိုတာသိစင်လို့ပါ။မကြံနေတဲ့စိတ်ကဘာလို့လဲဆိုတော့ညီမဒီရဲ့ရှောက်လာရတဲ့အချိန်မှာညီမဒီရက်20ပဲချိန်ရခဲ့ပါတယ်။ဒီနိုင်ငံတို့ USA တို့ Venezuela တို့ကသူကတစ်နှစ်ပြင်ဆင်ဖို့အချိန်ကအများကြီးရခဲ့ပါတယ်။အဲ့တော့သူတို့မှာခန္ဓာကိုယ်အချိုးအစားပြင်ဆင်ဖို့အားကြီးတဲ့အချိန်ရခဲ့ပါတယ်။သူတို့ရဲ့စကားတွေပါဇက်တွေခန္ဓာကိုယ်ကိုပြင်ခဲ့ပါတယ်။ညီမမှာရှိတဲ့ခါလေးတွေပါခဲ့ပါတယ်။ဘာမှပြင်ဆင်ရခဲ့ပါတယ်။အဲ့ဒါကြောင့်လို့ပါအဲ့ဒီကအဲ့ဒီမှာပထမဦးဆုံးဒီဇိုင်နာကိုဒီဇိုင်းနဲ့ဒါအဲ့တော့ကိုဒီဇိုင်းဟာလေအဲ့တော့ဤသွားနေလားဒီမှာတော့တွေ့ခဲ့ရောဒီကအဲ့ကိုဒီဇိုင်းဆိုင်ရှိမှာထိုင်ဆောင်ပြီးတော့ကိုဒီဇိုင်းဆောင်ခဲ့ရပါတယ်ပြီးတော့အဲ့ဒီအတိုင်းကြီးခဲ့ရောနော်ပြီးတော့အဲ့ဒီ dress ကို sponsor ပေးဖို့ဟာသူတို့အတွက်နေတယ်ဒီနေ့ခင်းမှာတော့ဆိုဒီချိုင်းမှာပွဲတွေပေါ့နော်ဒီမှာဝင်တော့မယ်ဆို evening dress တွေဒီဝါချက်တွေပေါ့နော်ဝါချက်တွေအတွက်ကိုလောက်ရမယ့်အတွက်ကြောင့်ညီမလည်းအရင်အားနာတယ်ပေါ့အဲ့တော့ကြိုင်တော့ခုတို့ dress ရတယ်ဘာမှလည်းစဉ်းစားချိန်မရှိပေါ့နော်တော့ကြိုင်တော့ဆိုတော့ပါတယ်အခုဒီကအဲ့မှာ wedding suit တွေနဲ့ချိတ်ဆက်ပြီးတော့ညီမ sponsor ပေးမယ်သွားဆိုတော့ဒီဟုတ်ပြီအဲ့ဒီ sponsor ပေးမယ်စိတ်သွားမယ်အဲ့လိုမျိုးနေတယ်နောက်ဆုံးအနေနဲ့ပေါ့နော်သွားခဲ့ရတာလေဟုတ်ဒီ asset တွေကတော့အများကြီးရှိခဲ့ပါတယ်ပေါ့နော်အဓိက dress ပိုင်းမှာဆိုတော့ညီမအချိန်ကြီးရက်20ကျင်းမှာရရတဲ့ကျွန်တော်လူများနိုင်ငံတွေတက်တက်လူတွေအချိန်ရခဲ့ပါဘူးအေးအဲ့လိုအချိန်ရနေရမယ်ဆိုတော့မှဒီထက်ပိုပြီးတော့ပိုပြီးတော့လာပပလေးနေရတယ်ချွတ်ချွတ်ရှင်းလေးနေရတယ်ဆူလေးရတယ်လို့လည်းညမအားပါတယ်ဟုတ်နန်းခင်စရာကသူ့အနေနဲ့အမှုပညာလုပ်ငန်းတွေဆက်လက်လုပ်မှာဖြစ်တယ်လို့ပရိုက်တာလုပ်ငန်းတွေကိုလည်းလှုပ်ဆောင်သွားမယ်လို့လည်းပြောပါတယ်အဓိကတော့ပေါ့နော်ညီမပြောချင်တာ practical လုပ်ငန်းအဓိကပြုလုပ်သွားမယ်လို့ပြောချင်တာပါအခုပြောချင်တာကတော့တကယ် practical လုပ်ငန်းတွေနဲ့ညီမပေါ့နော်ဒီ organization ကဖြစ်ပေါ်မယ်ဆိုညီမကိုယ်တိုင်ပေါ့နော် asset တွေရောပါဝင်သွားမှာပါဘာဖြစ်လဲဆိုညီမဒီ international နေရာမှာဒီ blog ပြန်လို့ဝင်လာခဲ့ပြီးဖြစ်တယ်ပြီးတော့လူတွေရဲ့စံထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့အားလုံးတက်နိုင်ပြီးငါကိုယ်တိုင်ပေါ့နော်ဒီမြန်မာနိုင်ငံ English အတွက်ကိုဒီမြန်မာနိုင်ငံမှာရှိတဲ့ပြည်သူတွေအတွက်ကိုအားလုံးပေါ့နော်ဟိုလူပြောမယ်အားလုံးအတွက်ကိုမြန်မာပြည်တော်သွားပြီးမယ်လို့ပြောထားပါတယ်အခုကကျတော့မြန်မာပို့တိုင်းလူတွေဖြစ်တဲ့အတွက်ကြောင့်မို့မြန်မာလူမျိုးလူမျိုးအားလုံးကညာတော့အဖြစ်ဟာပညာပေါ့နော်အရင်မတက်ကြပါဘူးအဲ့တော့ညီမကိုယ်တိုင်သွားပြီးတော့အပေးစကားပြောမယ်ဒီပညာရေးဆိုတာဟာဒီကမ္ဘာလုံးမှာဘယ်လောက်အရေးကြီးရဲဆိုတာကိုလည်းညီမရှင်းပြပါမယ်ပြီးတော့ညီမခုဘက်မှာညီမတောင်ကြီးဖက်မှာညီမရန်ကုန်ငွေနဲ့ထည့်ထားပါတယ်ပြီးတော့ညီမကိုယ်တိုင်သွားပြီးတော့အပေးစကားသွားမယ် plan တွေပဲစီစဉ်ထားပါတယ်ရှင်နောက်ဆုံးမှာတော့သူရရှိခဲ့တဲ့လူမှုအကြိုက်ဆုံးဆုနဲ့ Mix Internet ဆုတို့ကိုကင်ဆောင်ပြီးမီဒီယာသမားတွေရဲ့အလယ်မှာဓာတ်ပုံရိုက်ခွင့်ပြုခဲ့ပါတယ်ခင်ဗျာ
။